အဲ့ဒီပေးတဲ့ဆရာပြောတယ်ကြားသွားတိုက်စားဆိုပြီးတော့ရောင်းနှန်းအောင်ထုတ်တယ်လို့ကြားတယ်ဒီရောင်းနှန်းထုတ်တဲ့နေရာမှာမရုပ်ကောင်းမှုနည်းနည်းထည့်တာပိုးသေးအောင်ဆိုတော့ရှင်းလားဆရာလေးတွေမြန်မအိုးရအောင်မနေ့အိယာထရဲ့စားနဲ့စနွေးနဲ့ကိုတော်လေးတွေကိုရင်လေးတွေဟုတ်လားဘုန်းကြီးကတော့နေ့လည်ဆုံးစားပြီးသွားဆေးပြီးပြီလေဆရာလေးတွေဒီတာမှာလူတွေကြတော့ညနေစာစားအောင်ပါလေညနေစာစားပြီးအိယာဝင်သွားဆေးလိုက်ဟုတ်လားပြီးမနေ့ကြတော့သဘောတာမလို့တော့စားနဲ့ဆွေးနဲ့စတာဟာလောဟောခိုင်နေငယ်ရွယ်နဲ့ဖွားယူမဖြစ်ဘူးဖွားယူမဖြစ်ဘူးယုံလားမယုံရင်ဒီမှာလာသွားလာဖြဲကြည့်မှာဟာသွားတစ်ချောင်းမှာပါဖြစ်ဒါကြောင့်83မိုးကြိုးပြည့်ကြည်ရင်တော့မှသူများယုံညွှန်းမှယုံတယ်82နှစ်နဲ့တလရှိသွားတယ်အဲ့တော့သွားကောင်းတော့အိုမှမသိဘူးအိုနေပြီအိုရပါဘူးသွားကောင်းလို့